ဟုတ်တယ် AI နဲ့လှုပ်ထားတာအဲ့ဒါနမြဗီဒီယိုကဝစ်စော်အဲ့ဗီဒီယိုရှိမှာပေါ့နော်ဗီဒီယိုရှိမှာအင်ကြီးကတော့ပန်းရောင်လေးဟုတ်တယ်ခေါင်းဝင်လေးပေါ့နော်ခေါင်းဝင်လေးကချိတ်ထားတာပေါ့ဒါပေမဲ့အဲ့ဒါကိုသူတို့ကပန်းပွင့်ပုံတက်လိုက်ပြီးတော့ဖြန့်လိုက်တာပေါ့နော်လို့ဆိုလူတွေကလည်းယုံကြတာပေါ့နော်တချို့ကလည်းနမြ page ကိုအပြေးလွှာလာကြည့်ကြတယ် comment တွေမှာနဲတာမဟုတ်အမလေးလာကြည့်ရတာမောရတာတို့ပါအဲ့လိုဆိုဟုတ်ပါ million view မှာ3 million နေပါဖြစ်သွားအဲ့ဗီဒီယိုကလေအဲ့လိုဆိုအဲ့လိုတွေလာကြည့်ကြအမှန်တော့အဲ့ဒါတွေက AI နေပေါ့နော်ဒါပေမဲ့တို့ဝတ်စုံတွေကယူသွားလို့လည်းမရဘူးကိုလည်းအဲ့ဒါတွေကိုကြိုတင်ပြီးတော့မသိရဘူးပေါ့နော်ဒါပေမဲ့တို့သွားရိုက်တော့လဲဒါပေမဲ့ဆိုဗီဒီယိုလည်းမရိုက်တာဓာတ်ပုံလည်းမရိုက်တာဘာဖြစ်ဆိုကိုစီကနေပြီးတော့တခုခု error ဖြစ်ပြီးတော့ဖုန်းကြောင်းမလို့ပေါက်ကြားသွားမှတွေလည်းစိတ်ပူတယ်အဲ့ကြောင့်မလို့ဒါပေမဲ့အဲ့အချိန်မှာဓာတ်ပုံတွေတော့အမှန်တော့ရိုက်မထားဘူးအဲ့လိုဆိုဒီဓာတ်ဝတ်စုံကတော့ပြန်ပေးခဲ့ရတာကိုနဲ့ကဘလို့မှအဲ့ဒါတွေကထိမ့်သိမ့်ပိုင်ခွင့်လည်းမရှိဘူးယူပိုင်ခွင့်လည်းမရှိဘူးအဲ့ဒါလေးတွေကိုနမေတို့ကပေးခဲ့ရတာပေါ့နော်ထားခဲ့ပေးခဲ့တယ်မဟုတ်ဘူးပေးတယ်ဆိုကိုပိုင်နေဖြစ်နေမှာပေါ့နော်ထားခဲ့ရတာပေါ့အဲ့ဒါဆိုအဲ့ဒီဗီဒီယိုလေးကတော့ AI မှာလို့ပြည်သက်တွေကိုပြောချင်တာပါဟုတ်